Stoicism ရဲ့စစ်မှန်တဲ့အနှစ်သာရငါတို့ကအပြင်ကဖြစ်ပြနေတဲ့အရာတွေကြောင့်စိတ်ဆင်းရဲနေရတာမဟုတ်ဘူးအဲ့ဒီအရာတွေပေါ်မှာထားရှိတဲ့ငါတို့ရဲ့စိတ်ကူးစိတ်သန်းတွေအမြင်တွေကြောင့်ပဲစိတ်ဆင်းရဲနေရတာဖြစ်တယ်ဒီစကားကိုလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကကျွန်တယောက်အဖြစ်မွေးဖွားခဲ့တဲ့တွေးခေါ်ပညာရှင် Epictetus ကပြောခဲ့တာပါကျွန်တော်တို့အားလုံးကဘဝမှာငြိမ်းချမ်းမှုကိုရှာဖွေကြတယ်ဒါပေမဲ့လူတော်တော်များများယူဆထားတာကအစဉ်ပြေတဲ့ဘဝတစ်ခုစီးစိမ်ဥစ္စာနဲ့အောင်မြင်မှုတွေရမှပဲစိတ်အေးချမ်းမှုဆိုတာရှိလာမယ်လို့ထင်မှတ်တတ်ကြပါတယ်။ဒါပေမဲ့တမိုင်းကကျွန်တော်တို့ကိုတခုသက်သေပြနေပါတယ်။အဲ့ဒါကတော့ကမ္ဘာပေါ်မှာအာဏာအရှိဆုံးယောမဧကရစ်ဘုရင်ကြီးတွေဟာလည်းကျွန်တော်တို့လိုပဲညဘက်တွေမှာအိတ်မပျော်ပဲစိတ်တော့ကရောက်ခဲ့ကြဘူးလေဆိုတာပါပဲ။ဒီနေရာမှာမေးစရာရှိလာပါတယ်။ဘဝရဲ့မှုန်တိုင်းတွေသိချင်းတရားတွေဆုံးရှုံးမှုတွေကြားထဲမှာလူတစ်ယောက်ဟာစိတ်ဓာတ်မပြိုလဲပဲကြောက်ဆောင်တစ်ခုလိုခိုင်ခန့်နေဖို့ဘာကိုအမိပြုရမလဲတဲ့ဒီမေကွန်းရဲ့အဖြေကိုရှာဖွေဖို့အတွက်တမိုင်းမှာအလွမ်းမိုးဆုံးဒသနဝါဒတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်အဲ့ဒါကတော့ Stoicism ပဲဖြစ်ပါတယ်လူတော်တော်များများက Stoicism ဆိုတာကိုခံစားချက်မရှိတဲ့စက်ရုပ်လိုနေတာဒါမှမဟုတ်ဒုက္ခတွေကိုအောင်အီးသိခံနေတာလို့လွဲမှားစွာနားလည်ထားကြပါတယ်တကယ်တော့ Stoicism ဆိုတာအဲ့ဒါထက်အများကြီးပိုပြီးတော့နက်နေပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့က Stoicism ရဲ့အပေါ်ယံအလွှာတွေကိုခွာချပြီးဒီဝါဒကဘယ်ကနေစတင်ခဲ့ရလဲဒီတသနာရဲ့ဖခင်ကြီးတွေကဘယ်သူတွေလဲပြီးတော့ရာစုနှစ်ပေါင်းများစွာကြာတဲ့အထိဘာကြောင့်ဒီအတွေးခေါ်ကကဘာကိုလွှမ်းမိုးထားနိုင်ရတာလဲဆိုတဲ့စစ်မှန်တဲ့သမိုင်းနဲ့အနှစ်သာရကိုအသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုဆုံးတဲ့အထိကျွန်တော်တို့အတူတူလေ့လာသွားကြရအောင် Stoicism ရဲ့ဇစ်မြစ်ကိုသိဖို့ကျွန်တော်တို့သမိုင်းကို BC 300 ဝန်းကျင်ဂရိနိုင်ငံအေသင်မြို့စီကိုပြန်လှည့်ကြည့်ရပါမယ်။ဒီတသနာကိုစတင်တည်ထောင်ခဲ့သူကတော့ Zeno of Citium လို့ခေါ်တဲ့ Phoenician ကုန်သည်တစ်ယောက်ဖြစ်ပါတယ်။ Zeno ရဲ့ဘဝဟာပုံမြင်တပုတ်လိုပါပဲ။သူဟာခရမ်းရောင်စိုးစေးတွေတင်ဆောင်ထားတဲ့သင်္ဘောနဲ့ကုန်သွယ်မှုတွေလုပ်ရင်းမြေထဲပြင်လယ်ထဲမှာသင်္ဘောပြတ်ခဲ့ပါတယ်။သူပိုင်ဆိုင်သမျှပစ္စည်းဥစ္စာတွေစီးစိမ်တွေအားလုံးဟာပင်လယ်ရေအောက်ကိုတခဏချင်းမှပဲနှိမ့်မြုပ်သွားခဲ့တယ်။အရာအားလုံးဆုံးရှုံးပြီးအဝတ်တစ်ထည်ကိုတစ်ခုနဲ့အေသင်မြို့ကိုရောက်လာတဲ့အခါဇီနိုဟာစိတ်တက်ကြပြီးလမ်းပြောင်းမသွားခဲ့ပါဘူး။သူဟာစောင်းဆိုင်တစ်ဆိုင်ကိုရောက်သွားပြီးအတွေးခေါ်ပညာရှင်ဆိုကရေတီအကြောင်းရေးထားတဲ့စာတွေကိုဖတ်မိရာကနေဒသနိကဗေဒ philosophy ရဲ့အနှစ်သာရကိုစိတ်ဝင်စားသွားခဲ့ပါတယ်။သူကစာအုပ်ဆိုင်ပိုင်ရှင်ကိုမေးတယ်ဒီလိုအတွေးခေါ်ပညာရှင်မျိုးကိုငါဗမာရှာရမလဲတဲ့။အဲ့ဒီအချိန်မှာပဲလမ်းပေါ်ကဖျက်လျှောက်သွားတဲ့Crates လို့ခေါ်တဲ့ cynic ဝါဒီဆရာကြီးတယောက်ကိုစာအုပ်ဆိုင်ပိုင်ရှင်ကညွှန်ပြခဲ့တယ်။ဇီနိုကအဲ့ဒီဆရာကြီးတွေစီမှာနှစ်ပေါင်းများစွာပညာသင်ကြားပြီးတဲ့နောက်မိမိကိုယ်ပိုင်အတွေးခေါ်အသစ်ကိုစတင်ဟောပြောခဲ့တယ်။သူကတခြားအကျော်အမော်အတွေးခေါ်ပညာရှင်တွေလိုတီးတန့်ကျောင်းတော်ကြီးတွေစောက်ပြီးတော့စာသင်ခဲ့တာမဟုတ်ပါဘူး။အေသင်မျိုးလေကောင်ကလူအများသွားလာရာဈေးအနီးကStoa Poikile လို့ခေါ်တဲ့ဇင်းချန့်တိုင်းကြီးတွေရှိတဲ့အောက်မှာပဲရက်ပြီးလူတိုင်းကိုအခမဲ့ပညာဒါနပြုခဲ့တာပါအဲ့ဒီ Stoa လို့ခေါ်တဲ့စကားလုံးကိုအစွဲပြုပြီးတော့ဒီဝါဒကို Stoicism လို့ခေါ်တွင်ခဲ့ရဖြစ်ပါတယ်ဇီနိုနောက်ပိုင်းမှာတော့ Cleanthes နဲ့ Chrysippus ဆိုတဲ့ပညာရှင်ကြီးတွေက Stoicism ရဲ့ theory ပိုင်းဆိုင်ရာအခြေခံတွေကိုပုံမခိုင်းမအောင်စနစ်တကျပြုစုခဲ့ကြပါတယ်ဂရိခေတ် Stoicism ကစကြဝဠာတည်ဆောက်ပုံ physicsတွေးခေါ်မျှော်မြင်မှု logic နဲ့လူသားတို့ရဲ့အကျင့်စာရိတ္တ ethics ဆိုပြီးတော့အပိုင်း၃ပိုင်းနဲ့နက်နက်ရှိုင်းရှိုင်းဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ဂရိပြည်မှာစတင်ခဲ့တဲ့ Stoicism ဟာရောမအင်ပါယာခေတ်ကိုရောက်လာတဲ့အခါမှာတော့ theory အဆင့်ကနေလူသားတွေရဲ့ရှင်သန်မှုလက်တွေ့ကျကျဖြတ်တန်းရတဲ့ဘဝအမှုပညာတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါကိုကျွန်တော်တို့နားလည်ဖို့တမိုင်းမှာအထင်ရှားဆုံး Stoic ဖခင်ကြီး၃ယောက်ရဲ့ဘဝကိုစစ်စစ်ဆက်ဆက်ကြည့်ရပါမယ်။သူတို့၃ယောက်ဟာဘဝနောက်ခတ်အစွန်းနှစ်ဖက်မှာရှိနေကြတဲ့သူတွေဖြစ်ပါတယ်။စနစ်ကစီးစိမ်နဲ့နိုင်ငံရေးကြားကတွေးခေါ်ပညာရှင်။စနစ်ကဟာရောမအင်ပါယာရဲ့အချမ်းသာဆုံးတထေးကြီးပြဆက်ရေးစရာပြီးတော့တမိုင်းမှာယူသွရက်ဆက်မှုကြောင့်နာမည်ကြီးတဲ့နီရိုဘယင်ရဲ့အကြံပေးပုဂ္ဂိုလ်ဖြစ်ပါတယ်။သူဟာစီးစိမ်ဥစ္စာတွေအာဏာနိုင်ငံရေးကောက်ကျစ်မှုတွေကြားထဲမှာကျင်လည်ခဲ့ရသူတယောက်ဖြစ်ပါတယ်။စနေကာရဲ့ထူးခြားချက်ကစီးစိမ်တွေရှိနေပေမဲ့စီးစိမ်ရဲ့တတ်လောင်မှုကိုမခံရအောင်စိတ်ကိုအမြဲလေ့ကျင့်နေသူတယောက်ပါသူကသူ့ရဲ့တငယ်ချင်းလူစီလီယက်စီကိုပေးစာတွေရေးလေးရှိပြီးအဲ့ဒီစာတွေကိုစူးစီးထားတဲ့ Letters from a Stoic ဆိုတဲ့ကျမ်းဟာ Stoicism ရဲ့အကောင်းဆုံးလမ်းညွှန်စာအုပ်တစ်ခုဖြစ်လာခဲ့ပါတယ်
စနီကာဟာနောက်ဆုံးမှာနီရိုဘရင်ရဲ့မတရားဆွဆွဲမှုကြောင့်ကိုအဆုံးစီရင်ဖို့အမိန်ပေးခံရခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့မှစိတ်လှုပ်ရှားခြင်းမရှိဘဲတည်ငြိမ်စွာနဲ့တေခြင်းတရားကိုရင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့ Epictetus ကျွန်ဘဝကနေလွတ်မြောက်လာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။စနီကာကထိတ်တန်းတစ်သေးဆိုရင် Epictetus ကတော့လုံးဝဆန့်ကျင်ဘက်အခြေခံလူရန်စားကျွန်တစ်ယောက်ဖြစ်ပါတယ်။သူဟာယောမခေရဲ့ရက်ဆက်တဲ့သခင်တွေအောက်မှာခြေထောက်တစ်ပတ်အချိုးခံရပြီးမတန်မစွမ်းဘဝနဲ့ရှင်သန်ခဲ့ရတဲ့သူပါ။နောက်ပိုင်းမှာကျွန်ဘဝကလွတ်မြောက်ပြီးဒသနိကဗေဒကျောင်းကိုတည်ထောင်ခဲ့ပါတယ်။ Epictetus ကစာတစ်လုံးမှမရေးခဲ့ပါဘူး။ဒါပေမဲ့သူ့ရဲ့တပည့်ဖြစ်သူ Arian ကဆရာရဲ့သင်ကြားချက်တွေကိုတေချာလိုက်မှတ်ပြီး Discourses နဲ့ Enchiridion လက်ဆွဲကျမ်းတွေအဖြစ်ထုတ်ဝေခဲ့ပါတယ်။ Epictetus ရဲ့အယူအဆကလုံးဝပြတ်သားပါတယ်။မင်းတို့ငါခန္ဓာကိုယ်ကိုနှောင်ဖွဲ့လို့ရမယ်။ဒါပေမဲ့ငါရဲ့စိတ်လွတ်လပ်ခွင့်ကိုတော့ဖျားသခင်ကိုယ်တိုင်အောင်ဖျက်ဆီးလို့မရဘူးဆိုတဲ့စိတ်ထက်ကြံ့ခိုင်မှုကိုသင်ကြားပေးခဲ့ရဖြစ်ပါတယ်။ဒီ၃ယောက်ထဲမှာနောက်ဆုံးပုဂ္ဂိုလ်ကတော့ကမ္ဘာအာဏာအရှိဆုံးရောမအင်ပါယာကြီးကိုအုပ်ချုပ်ခဲ့တဲ့ Marcus Aurelius ဆိုတဲ့ဘုရင်ကြီးပဲဖြစ်ပါတယ်။သူဟာ philosopher king လို့သမိုင်းတွင်ခဲ့ပါတယ်။သူ့ဘဝမှာအပြင်ဘက်မှာဘုရင်ဖြစ်ပေမဲ့အတွင်းထဲမှာတော့ဒုက္ခပေါင်းစုံနဲ့ရင်ဆိုင်ခဲ့ရပါတယ်။တပုံထားမှုတွေသက်ဆိုးရောဂါကြီးတွေမိသားစုဝင်တွေရဲ့တည်ဆုံးမှုတွေကိုစစ်တလင်းတွေကနေပြီးတော့ရင်ဆိုင်ခဲ့ရပါတယ်။သူဟာညဘက်တွေမှာသူ့ရဲ့စိတ်ဓာတ်မပြိုလဲအောင်ဘုရင်တယောက်ရဲ့အာဏာယူမှုတွေမဝင်လာအောင်သူ့ကိုယ်သူပြန်လည်သတိပေးတဲ့ဒိုင်ယာရီတွေကိုရေးခဲ့ပါတယ်။အဲဒီဒိုင်ယာရီတွေဟာကဘာကျော် meditations ဆိုတဲ့စာအုပ်ဖြစ်လာခဲ့ပါတယ်။သူဟာဒီစာအုပ်ကိုလူတွေဖတ်ဖို့ရေးခဲ့တာမဟုတ်ပဲသူ့စိတ်ကိုသူပြန်လည်ဆုံးမဖို့တသက်ရေးသားခဲ့တာဖြစ်ပါတယ်။ဒါဆိုရင်စတိုဝစ်တွေတောက်ဝင်ယုံကြည်ပြီးသူတို့ဘဝကိုတိဆောက်ခဲ့တဲ့အဓိကအနှစ်သာရကပါလေ။ Stoicism ရဲ့ဗဟိုချက်မှာ virtue is the soul good တိလာဒါမှမဟုတ်ဇာရိတကောင်းမွန်ခြင်းတွေဒါလည်းတခုတည်းသောကောင်းမြတ်ခြင်းဖြစ်သည်ဆိုရယ်ခံယူချက်ရှိပါတယ်။ Stoic တွေအတွက်တော့ပတ်စံရှိတာရုပ်ချောတာအာနာရှိတာတွေကကောင်းတဲ့အရာတွေမဟုတ်သလိုဆင်းရဲတာဖျားနာတာတွေကလည်းမကောင်းတဲ့အရာတွေမဟုတ်ပါဘူး။ဒါတွေက indifference စိတ်ထဲထဲကြမလို့တဲ့ပြင်ပအရာတွေသာဖြစ်ပါတယ်တဲ့။တကယ်ကောင်းမြတ်ခြင်းကကိုယ့်ရဲ့စိတ်နေသဘောထားနဲ့ဇာရိတပေါ်မှာပဲမူတည်ပါတယ်တဲ့။ဒါကိုထိန်းကျောင်းဖို့ Stoicism မှာအဓိကထောက်တိုင်ကြီးလေးခု the four cardinal virtues ဆိုပြီးရှိပါတယ်။ပထမတစ်ခုကတော့ wisdom ဒါကရှုပ်ထွေးလာတဲ့ကဘာကြီးထဲမှာဘာကကောင်းတယ်ဘာကမကောင်းဘူးဘာကတော့အရေးမကြီးဘူးဆိုတာကိုရှင်းရှင်းလင်းလင်းခွဲခြားသိမြင်နိုင်စွမ်းဖြစ်ပါတယ်။ခံစားချက်နောက်ကိုမလိုက်ပဲအမှန်တရားကိုမြင်အောင်ကြည့်တာပါ။ဒုတိယတစ်ခုကတော့ courage ဒါကတော့စစ်ပွဲထဲမှာတိုက်ခိုက်နေရတဲ့တတ်တည်မျိုးမဟုတ်ပါဘူး။နေ့စဉ်ဘဝရဲ့အခက်အခဲတွေမတရားမှုတွေစိန်ခေါ်မှုတွေကိုတည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်ရတဲ့စိတ်ဓာတ်ခွန်အောင် moral courage ကိုဆိုလိုတာဖြစ်ပါတယ်။နောက်တစ်ခုကတော့ temperance မျှတခြင်းသို့မဟုတ်စည်းကမ်းရှိခြင်းစီးစိမ်ဥစ္စာပဲဖြစ်ဖြစ်ခံစားချက်ပဲဖြစ်ဖြစ်ဘယ်အရာကိုမဆိုအလွန်အကျွံမဖြစ်စေပဲမိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်း self control ရှိတာဖြစ်ပါတယ်။အလွန်ရမတ်တွေရဲ့ကြုံအဖြစ်မခံတာပါ။စတုတ္ထတစ်ခုကတော့ justice ဒါကတော့ stoicism ရဲ့အရေးကြီးဆုံးအစိတ်အပိုင်းပါ။ stoic တွေဟာတကူကောင်းဆန်တဲ့သူတွေမဟုတ်ပါဘူး။လူသားအလုံးကတမြေတဲ့ခင်းတရေတဲ့တောက် cosmopolitan ကမ္ဘာနိုင်ငံသားတွေဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ဒါကြောင့်အများအကျိုးအတွက်လှုံ့ဆော်ပေးခြင်းသူတစ်ပါးအပေါ်ကျင်နာခြင်းနဲ့တရားမျှတတဲ့ဆက်ဆံခြင်းကသူတို့ရဲ့သီလပဲဖြစ်ပါတယ်။ Marcus Aurelius ကပြောခဲ့ပူပါတယ်။မှန်ကန်တဲ့အရာကိုပဲလုပ်ပါ။ကျန်တဲ့အရာတွေကအရေးမကြီးပါဘူးတဲ့။ဆိုလိုတာကကဘာကြီးပျက်စီးသွားပါစေအောင်တော့ကိုယ့်ဘက်ကတရားမျှတမှုနဲ့ဇာရိတကိုတော့အပျက်စီးမခံဘူးဆိုတဲ့ပြတ်သားတဲ့အနှစ်သာရပဲဖြစ်ပါတယ်။အခုကျွန်တော်စဉ်းစားကြရရှိလာတာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း2000ကအတွေးအခေါ်ကဒီနေ့က2026အထိဘာလို့အသက်ဝင်နေရတယ်လဲဆိုတာပါအဖြေကတော့ရှင်းပါတယ်လူသားတွေရဲ့တဘာဝဟာခေတ်တွေဘလောက်ပြောင်းပြောင်းမပြောင်းလဲသေးလို့ပါပဲရှေ့ခေတ်ရောင်းမလူတွေကြုံတွေ့ခဲ့ရတဲ့သစ္စာဖောက်မှုတေးခြင်းတရားစိုးရင်ပူပန်မှုတွေကဒီနေ့ခေတ်အထိကျွန်တော်တို့ကြုံနေရတဲ့အရာတွေနဲ့ထပ်တူပါပဲဒါတွေမကသေးပါဘူးခေတ်သစ်စိတ်ပညာမှာအလွန်အောင်မြင်တဲ့CBT Cognitive Behavioral Therapy လို့ခေါ်တဲ့အသိဉာဏ်နဲ့အပြုအမူဆိုင်ရာကုထုံးဟာ Stoicism ကိုအခြေခံပြီးပေါ်ပေါက်လာဖြစ်ပါတယ်။တမိုင်းမှာထင်ရှားတဲ့တသက်တစ်ခုကတော့ဒုတိယကမ္ဘာစစ်အတွင်းနာဇီအကျဉ်းစခန်းကနေအသက်ရှင်လွတ်မြောက်လာခဲ့တဲ့စိတ်ပညာရှင်ကြီး Viktor Frankl ပဲဖြစ်ပါတယ်။သူဟာအကျဉ်းစခန်းထဲမှာပိုင်ဆိုင်သမျှအကုန်လူယူခံရပြီးဒုက္ခပေါင်းစုံကြုံခဲ့ရပေမဲ့ Stoic အယူအဆအတိုင်းရှင်းသန်ခဲ့ပါတယ်။
သူကသူ့ရဲ့ Man Search for Meaning ဆိုတဲ့စာအုပ်ထဲမှာရေးခဲ့ပါတယ်။လူတစ်ယောက်စီကအရာအလုံးကိုလူယူသွားလို့ရပေမဲ့နောက်ဆုံးကြံခဲ့တဲ့လွတ်လပ်ခွင့်တစ်ခုရှိပါတယ်တဲ့။အဲ့ဒါကဘလို့အခြေအနေမျိုးမှမဆိုမိမိရဲ့စိတ်နေစိတ်သဘောထားကိုမိမိကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်ပဲဖြစ်ပါတယ်။ဒါဟာ Epictetus ရဲ့ dichotomy of control အယူအဆနဲ့လုံးဝထပ်တူကြနေတာကိုတွေ့ရမှာပါ။ဒီတော့ Stoicism ဆိုတာဘဝကိုအရှုံးပေးလိုက်တာမဟုတ်သလိုခံစားချက်မဲ့သွားရှင်သန်တာလည်းမဟုတ်ပါဘူး။ဒါဟာကဘာကြီးရဲ့မရေမရာမှုတွေကြားထဲမှာကိုယ့်ရဲ့စိတ်ဝိညာဉ်ကိုရဲထိုက်တစ်ခုလိုခိုင်ခန့်အောင်တိစောက်ထားတဲ့အတွင်းစိတ်ရဲ့လွတ်လပ်မှုဖြစ်ပါတယ်။ဇီနိုရဲ့သမောပြောက်မှုကနေစတင်ခဲ့ပြီးကျွန်တယောက်ရဲ့ခြေကျိုးဘဝဘယင်တယောက်ရဲ့စစ်တလင်းညတွေအထိခန္ဓာရည်ရှိအောင်တတ်သိပြခဲ့တဲ့ဒီတသနာဟာဒီနေ့ဒီအချိန်အထိကျွန်တော်တို့ကိုစကားပြောနေစေပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့အနေနဲ့ Stoicism အကြောင်းကိုပို့ပြီးတော့နန်းနန်းချိုင်ချိုင်လေ့လာကြတယ်ဆိုရင် Marcus Aurelius ရဲ့ Meditation, Seneca ရဲ့ Letters from a Stoic, Epictetus ရဲ့ Discourses ဒီစာအုပ်တော်ကိုမဖြစ်မနေဖတ်ကြည့်ဖို့ recommend ပေးပါတယ်။သင်တို့ရော Stoicism အပေါ်မှာဘယ်လိုမြင်လဲဘယ်လိုတွေးခေါ်လဲဆိုတာကိုပုံမှန်လေးဆွေးနွေးသွားလို့ရပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။